နေတိတာဝို့ကိုမှီပြီးတော့ပြုတဲ့ဌာနဘာလို့ပြီးလဲဝို့ကိုမှီပြီးတော့ပြုတဲ့ဌာနဘာလို့ပြောလားဝို့ကိုမှီပြီးတော့ပြုတဲ့ဌာနအဲ့ဒီဝို့ကိုမှီပြီးပြုတဲ့ဌာနပြီးတော့ကြောက်ခွင့်ရမှာမလားမရပါဘူးလို့ဆိုရင်ကိုမြတ်စွာဘုရားဖြေတာဒီမိဘောအဖြစ်ပဲတဲ့ခုရှိသုံးဖို့ကဲသုံးဖို့ဆိုပါကြောက်စုမတာကြောက်စုမတာကောင်းစွာမကြည့်ကောင်းစွာမကြည့်ကြောက်ခွင့်မရကြောက်ခွင့်မရခါလူကာငရေတဲ့ငုတ်ပဲဒီလိုနော်ကဲဒီနာမဆိုမဲ့ကြောက်စုမတာကောင်းစွာကကြည့်ကြောက်ခွင့်မရဘိရတာဘာပဲမပြောလဲဘုံဘဝမှာပြောတယ်ကဲသုံးစုမသုံးနာမဆိုမဲ့ကြောက်စုတာကောင်းစွာမကြည့်